ဘဝဆိုတာတနေ့တည်းနဲ့အောင်မြင်သွားမဲ့အရာမဟုတ်ဘူးအခက်အခဲတွေရှိမယ်လူတွေမယုံကြည်တဲ့အချိန်တွေရှိမယ်ကိုတောင်မယုံကြည်နိုင်တဲ့နေ့တွေရှိမယ်ဒါပေမဲ့အောင်မြင်သူနဲ့မအောင်မြင်သူကကွာခြားတာကမလွတ်မထားတဲ့စိတ်တည်းပဲဒီနေ့တေးသေးလေးတိုးတက်မှုတစ်ခုလုပ်နိုင်ရင်ပဲလုံလောက်တယ်မနေ့ကထက်နည်းနည်းပိုကောင်းရင်ပဲမင်းရှိကိုလှမ်းနေပြီးအချိန်တန်ရင်လူတွေကမင်းကိုမေးမယ်ဘယ်လိုလုပ်လဲလို့အဲ့ဒီအချိန်မှာမင်းပြောနိုင်ရမယ်မရက်ခဲ့လို့လူတိုင်းမှာအိမ်မက်ရှိတယ်ဒါပေမဲ့အိမ်မက်ကိုအမှန်တကယ်အောင်မြင်အောင်လိုက်လံလှုပ်ဆောင်တဲ့သူပဲရလဲရတယ်မကြောက်ပါနဲ့မရှောင်ပါနဲ့ကြာရှုံးမှုကသင်ခန်းစာပဲအဆုံးမဟုတ်ဘူးမင်းရဲ့အိမ်မက်ကမင်းကိုစောင့်နေတယ်မင်းရဲ့အောင်မြင်မှုကမင်းရဲ့ကြိုးစားမှုအတိုင်းလာမယ်ဒီနေ့ကစပြီးမင်းကိုမင်းယုံကြည်လိုက်ငါလုံနိုင်တယ်လို့ပြောလိုက်ပြီးရင်လှုပ်ဆောင်လိုက်